ကာလဝမ်းယောဂခန်းစားနေမှမသိတဲ့အမျိုးသားတစ်ယောက်ဟာမြေထဲမှာစီးသွားလိုက်ပါတယ်။အဲ့ဒီအခါဘက်တီးရီးယားပိုးတွေဟာရေထဲမှာပြန့်နှံ့သွားပါတော့တယ်။နောက်ပိုင်းမှာအမျိုးသမီးတစ်ယောက်ဟာညဉ့်ညမ်းနေတဲ့အဲ့ဒီရေကိုခတ်ယူပြီးအင်ကိုတဲသွားခဲ့ပါတယ်။အဲ့ဒီအမျိုးသားဟာလေလက်မဆေးပဲလူတူတူများများနဲ့လက်ဆွဲနှုတ်ဆက်ကခလေးတစ်ယောက်ရဲ့ဘိုးလုံးကိုကောက်ပေးတာတွေလွတ်ခဲ့တာကြောင့်ယောဂပိုးတွေဟာပုံမပြန့်နှံ့သွားခဲ့ပါတယ်။အစားအစာနံ့ကြော်ရောက်လာတဲ့ရင်ကောင်တွေဟာလေဘက်တီးရီးယားပိုးတွေကိုအင်တွေတဲ့အထိတဲဆောက်သွားကြပါတယ်။လူတွေဟာညဉ့်ညမ်းတဲ့မိရီကိုတောက်သုံးမိပြီးရင်နားထားတဲ့အစားအစာတွေကိုစားမိကြပါတယ်။ရလက်အနေနဲ့ကာလဝမ်းပိုးတွေဟာသူတို့ရဲ့ခန္ဓာကိုယ်ထဲကိုရောက်ရှိသွားပြီးအော့အန်နာနဲ့ဝမ်းလျှော်တာတွေကိုဖြစ်ပေါ်စေပါတော့တယ်။ကလေးငယ်တယောက်ရဲ့ဖခင်ဖြစ်သူလည်းနေမကောင်းဖြစ်လာတဲ့အတွက်မိခင်ဖြစ်သူဟာဆရာဝန်ကိုအမြန်ခေါ်ခဲ့ပါတယ်။ဆရာဝန်ရောက်လာတဲ့အခါဒါဟာကာလဝမ်းယောဂဖြစ်တယ်ဆိုတာကိုချက်ချင်းသိလိုက်ပါတယ်။သူမကကလေးကိုညစ်ပတ်တဲ့ရေတွေကိုစစ်ထုဖို့နဲ့ဘက်တီးရီးယားတွေသေစေဖို့အတွက်ရေကိုစူပွက်အောင်တီးဖို့ညွှန်ကြားခဲ့ပါတယ်။အဲ့ဒီနောက်ရေထဲမှာစားတစွန်းနဲ့တကြား6စွန်းကိုရောဆက်ပြီးဖျော်ရည်တကူပြုလုပ်ကဖခင်ဖြစ်သူကိုတိုက်ကျွေးဖို့ကလေးကိုပြောခဲ့ပါတယ်။တထွေးထွေးနဲ့အဲ့ဒီအမျိုးသားရဲ့အခြေအနေဟာပြန်လည်ကောင်းမွန်လာခဲ့ပါတယ်။မထွက်သွားခင်မှာအောက်မှာမှတ်ချက်ပေးခဲ့ပါဦး။